လောမှန်မေးလိုက်နော် MC ဘာလို့ယူလာတယ်နောက်မှတည်တယ် MC ဘွဲရဖို့အတွက်ကျွန်တော်ကြော်လို့မရဘူးလေဟောတယ်ပြောတာဘုမလင်းပြောတာကျွန်တော်ကြော်ဖို့မရှိဘူးမင်းဘလောက်စုံမလဲလာခဲ့အဲ့ဒါငါ red ဆိုတယ်ဟုတ်လားငါ melody ဆိုတယ်အောင်မစားနဲ့ဟုတ်လားမင်းအရမ်းမိုက်တယ်လားမင်းအဲ့လိုလို့ဒါပေမဲ့ထိတ်စီးမရအောင်ပဲနောက်ပိုင်းအဲ့လိုမျိုးထွက်တဲ့ခြားတဲ့ကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်အင်္ဂလိပ်လိုဆိုလို့ရတယ်ဆိုမင်းမြန်မာလိုတော့မှစကားမပြောနိုင်တဲ့ကောင်မင်းအင်္ဂလိပ်လိုဆိုတယ်ဟုတ်တယ်နော်မင်းကစိတ်ဝင်စားအောင်တချင်းကိုတချင်းလိုဆိုပါခင်ဗျကျွန်တော်ကဘာပြောချင်လဲဆိုတော့အမှန်တိုင်းမခံလို့ရှိရင်တချင်းကိုတချင်းလိုဆိုပါအဲ့လိုခေါင်းမစားနဲ့ဟုတ်တယ်နော်ကျွန်တော်အဲ့လိုအပြင်မှာကလေးတွေတယောက်ကျွန်တော်ခေါ်လိုက်မယ်ခေါ်ပြီးလို့ရှိရင်ကျွန်တော်ချင်းဆိုကိုင်းမယ်စိုးစမ်းရအောင်အင်္ဂလိပ်လိုစိုးစမ်းရအောင်ဟုတ်တယ်နော်တကွဲလိုက်ဟုတ်တယ်နော်ကျွန်တော်တို့ဇာတ်တိုင်းကျောင်းထဲမှာပါတယ်တကွဲလိုက်ဟုတ်တယ်နော်အဲ့ကောက်စားဆိုကိုင်းလိုက်မယ်ကောကလေးအစိုးပြမှာမလို့ဟုတ်တယ်နော် the first which is at develop for the right gear ဟုတ်တယ်နော် I don't give a I don't like the phrase ရောဒီတဲ့စီကိုကျွန်တော်တို့ဘာလို့သူဆိုတဲ့ပုံစံမျိုးကအဆင်မပြေဘူးပြန်ဦးလေဘာလို့ပြန်မှာတော့ကောင်းတယ်ဘာလို့နေထကွာကြီးဆိုရဟုတ်တယ်မဒီကောင်ဘာကောင်မို့လို့ MCB ကနောက်ပိုင်းကျွဲတော့မှာမင်းမဖြစ်နေတာငါတခါလည်းမေးလိုက်မယ်မင်းလာခဲ့မင်းနဲ့ငါပဲတဲ့ဖြုံးမလားမင်းအတန်နဲ့အဲ့လိုမျိုးခလေးတန်နဲ့လာပြီးတော့ hip hop မဆိုနေရ